ကျွန်တော်ဒီနေ့ပြပြမယ့်အကြောင်းအရာလေးကတော့လက်ရှိအထားမခံတဲ့ဘာမှကိမို့လို့မျိုးမျိုးရဲ့ expiry တွေကိုချိန်ပေးရှာနေကြမလို့ပဲနဲ့software ရဲ့ barcode QR label တွေမှာဘယ်လိုပေါင်းထည့်ပြီးတော့မှတ်လို့ရမယ်နောက်ပြီးတော့ရောင်းတဲ့အဆင့်ဒီဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့က software ရဲ့ basic feature တွေက stock list feature တွေကိုဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ stock list feature တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ထုတ်ချင်တဲ့ item တွေကိုဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ screen ကိုအောက်ကိုဆွဲဖို့လိုပါလိမ့်မယ်ခင်ဗျာ screen လေးကိုအောက်ကိုဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ app button လေးကိုနှိပ်ပြီးတော့ in out quantity ရဲ့ expiry date လေးကိုဖြည့်ပေးရပါမယ်ခင်ဗျာတက်ပြီးတော့ set map ပြရနဲ့ barcode print ကိုဝင်ပြီးတော့ barcode ထုတ်လို့ရပြီဖြစ်ပါတယ်ခင်ဗျာ barcode print ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အရင်ဆုံးလုပ်ပေးရမယ့်ဟာကတော့ဒီ include expiry date ဆိုတဲ့ဟာလေးကိုအရင်ဆုံးကျွန်တော်တို့ ticket နဲ့ပေးရမှာဖြစ်ပါတယ် ticket လို့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အရင်ဆုံး expiry date ကိုထည့်ပေးရမှာဖြစ်ပါတယ်ပြလို့ရှိရင်တော့ show print option ဆိုတဲ့နေရာမှာကိုကြိုက်တဲ့ site ကိုရွေးမယ် ana copy နေရာမှာကိုထုတ်ချင်တဲ့ quantity ကိုရွေးပြီးတော့ level ကျူအားဘာကိုထည့်ရနေပြီးတော့ကိုစိတ်ကြိုက်ထုတ်လို့ရပြီဖြစ်ပါတယ်ခင်ဗျာစိတ်ကြိုက်ရွေးထုတ်ပြီးသွားပြီဆိုလို့ရှိရင် print preview ကြတဲ့နေရာမှာ amount လေးရယ် expiry date ရယ်ပါလာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အနေနဲ့ barcode print ထုတ်ပြီးသွားပြီဆိုလို့ရှိရင် save feature တွေကိုဝင်မယ် launch မဲ့ item ကိုရွေးချယ်ပြီးတော့ launch မဲ့ item ရဲ့ expiry date အနည်းဆုံး stock ကို launch လို့ရပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ရောင်းချပေးသွားပြီဆိုလို့ရှိရင်တော့အယောင်းပေါင်ချာမှာရောင်းချရတဲ့ကုန်ပစ္စည်းရဲ့ expiry date ကိုလည်းထည့်ပေးတာပါဖြစ်ပါတယ်ခင်ဗျာရောင်းချရတဲ့ရောင်းပေါင်ချာမှာ expiry date ကိုမထည့်ချင်ဘူးဆိုတဲ့ customer တွေအတွက်ကိုလည်းကျွန်တော်တို့ဘက်ကနေပြီးတော့ expiry date ကိုထည့်ရတဲ့ setting တစ်ခုထားပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Tower Software ရဲ့ video တွေကိုအဆုံးထိအားပေးပေးတဲ့အတွက်ကျွန်တော် Tower Software မှာလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ